တော့သူအပေါင်းပျက်စီးခြင်းတို့ဒါဆိုသင်ကပြောမယ်မင်းယေရှုယုံပြီလားသူများမေးတဲ့အခါမှာသင်မဖြစ်မလဲကျွန်တော်ယုံပြီဆိုရင်ပါလဲပျက်စီးခြင်းတို့ပျက်စီးခြင်းတို့မရောက်တာနဲ့မပြီးဘာရသွားလဲโอเคအဲ့လိုရတာသင်ကောင်းလို့လားသူချစ်လို့လားချစ်စရာမကောင်းလို့သူချစ်တယ်အာမင်โอเคဒါတော့သင်ယုံပြီလားယုံတဲ့အခါမှာသင်ပျက်စီးစရာအကြောင်းရှိသေးလားသင်ပါရသွားပြီလေအေးဒါပေမဲ့အဲ့ဒီကျမ်းပိုက်ကိုကောင်းကောင်းနားလဲသဘောပေါက်နေတော့ညာလဲပဲအင်္ဂလိပ်ဆရာပြောလာတော့မင်းတကယ်ထာဝရတရပြီလားအထင်နဲ့မပြောနဲ့တော့ဘာညာတလို့မျက်လုံးတွေပါလေစိုက်ပြီးတော့ကြည့်လိုက်ရင်ဒါကြောင့်တချို့အဖွဲ့တွေဘာဖြစ်နေဆိုတော့ပြောနေကြစကားရှိတယ်တချို့အဖွဲ့တွေမှာဘာပြောဆိုကဲတင်ချင်းဆုံးရှုံးနိုင်တာကိုယုံတဲ့အဖွဲ့နဲ့ကဲတင်ချင်းမဆုံးရှုံးနိုင်ဘူးဆိုရင်ယုံတဲ့အဖွဲ့ရှိတယ်ထာဝရအသက်ရတာနဲ့ထာဝရအသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့အဖွဲ့ရှိတယ်ပြောတဲ့စကားကဘယ်လောက်မှန်းထာဝရအသက်ဆုံးရှုံးမှာကိုယုံတဲ့အဖွဲ့ရှိတယ်ထာဝရအသက်ပါဆိုမှဆုံးရှုံးစရာဘာအကြောင်းရှိမှာလဲတည်ငါအသက်မဟုတ်ထာဝရအသက်အဲ့ထာဝရအသက်ကိုရတယ်ဘသူအဖြစ်ရတာလေလို့ယေရှုအဖြစ်ရတာဒါဆိုယေရှုအဖြစ်ထာဝရအသက်ကိုဘသူကပေးတာလဲဖခင်ပေးတယ်ဘာလို့ပေးတာလဲချစ်လို့ခရိယန်တွေပဲကွက်ပြီးတော့ပေးတာလားဘယ်သူကိုပေးတာလဲလောကီသားအားလုံးကိုချစ်တယ်အာမင်ဆိုတော့သင်ယေရှုယုံလားယုံတာထာဝရအသက်ရပြီလားအေးရပြီလို့သင်လွယ်လွယ်လေးပြောမယ်နောက်ခဏနေအင်္ဂလိပ်နောက်ဆရာတယောက်နဲ့တွေ့ရင်သူကမှပြန်တင်ပေးလိုက်ရင်သင်ငရဲပြန်ကျသွားပြန်အောင်အမျိုးစုံဖြစ်နေအဖွဲ့တွေအများကြီးရှိတယ်ပြောင်းပြန်ကိုဖြစ်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်ရိုးလေးသင်ရိုးလေးပဲယေရှုယုံတယ်လို့ပြောတဲ့အချိန်မှာသင်ပြောတဲ့စကားကိုသင်ကအလေးနဲ့မထိုင်တော့မှအဲ့ဒီစကားကိုဖခင်ကအလေးနဲ့ထားပြီးသားသင်မကြားမှဆိုလို့ပြန်ပြောမယ်လူတော်များများဖခင်နဲ့ပတ်သက်ရင်အလေးနဲ့မထားတတ်ပေမဲ့ဖခင်ကသင်ကိုတိတ်အလေးနဲ့ထားတာပဲ